သီလရှင်များကိုလှူဒန်းသူဘာကြောင့်နှီးပါးပါတယ်လဲဒါကတော့လောကလူတွေနဲ့သက်ဆိုင်တယ်ပေါ့လူတွေရဲ့စိတ်ဓာတ်ကိုကသူကတန်ဃာတွေလှူရမှကိုယ်မှာအကျိုးရှိတယ်လို့ပို့ပြီးတော့လူတွေရဲ့စိတ်ထဲမှာဒီလိုဖြစ်တယ်အဲ့ဒီဖြစ်မှုပေါ်မှာကြောင်းပြုတ်ပြီးတော့မြတ်စွာဘုရားလက်ထက်ကလည်းပဲဒီလိုဆိုတာရှိတယ်အမျိုးသမီးတွေဟာလတ်လတ်ပါရှားပါကြတယ်လို့ဆိုတာမြတ်စွာဘုရားလက်ထက်ကဒီစကားလုံးလေးရှိတယ်ကိစ္စလာဘောမတုကမောဘာလို့လဲဆိုရင်အိန္ဒိယနိုင်ငံရဲ့ tradition အရမျိုးသမီးတွေကိုရှေ့တန်းနေရပေးလို့မရှိကြဘူးပေးလို့မရှိဘူးအဲ့ဒီ tradition ကအလွန်ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်ပေါ့မြတ်စွာဘုရားသာသနာပွင့်လာတဲ့အခါကျတော့မှသာမြတ်စွာဘုရားခွဲခြားဆက်ဆံမှုတွေရှော့ချပြီးတရားဓမ္မကျင့်မယ်ဆိုရင်အမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေဒီအရတ္တဖို့ဆိုတဲ့အဆင့်ကိုရောက်လို့ရှိရင်ခွဲခြားမှုမရှိတော့ဘူးအခြေခံလူရဲ့ဆက်ဆံရေးအနေအားဖြင့်ကတော့ဒီတမ္မာအားဖြင့်ခွဲတာမဟုတ်ပြီမဲ့လို့အမျိုးသမီးအမျိုးသားဆိုတာကိုကခွဲခြားပြီးသားဖြစ်သည့်အတွက်ကြောင့်ခွဲခြားမှပဲကြိုက်တယ်ခွဲခြားမှပဲသင့်လျော်တယ်လို့လူတွေရဲ့ခံယူချက်ကလည်းရှိတယ်